ကောက်ညင်းလဲမလို့ဘူးထောင်းစရာလဲမလို့ပဲနဲ့လုပ်လို့ရတယ်ခောက်ပုတ်လို့နေလွယ်လွယ်လေးလုပ်ပြပေးလိုက်ပါတယ်မနော်ထောင်းစရာနေရာမရှိလို့လွယ်လွယ်လေးလှုပ်စားတဲ့နီလန်းပါနော်အရင်ဆုံးတော့မွေးကောက်ညင်းထုတ်တော့ပါမယ်မွေးကောက်ညင်းတို့တစ်ထုပ်ခွဲတဲ့ကိုစားရယ်ဒီမကတ်ဖို့အတွက်စီအနှဲငယ်တော့ထည့်တယ်ပေါ့နော်စီနှဲငယ်ထည့်ရေးထည့်ပြီးတော့မှသူ့ကိုနေပေးပါမယ်ရေးထည့်တဲ့ခါမှာတော့ဖြည်းဖြည်းချင်းပဲနေပေးတော့မယ်ပေါ့နော်ကောင်းညံတာကဒီလောက်ထိပြောဤတွန်းရပါပြီเนาะအရန်ကြီးလည်းရေရွှဲစရာမလိုလို့အရန်ကြီးလည်းခြောက်နေစရာမလိုပါဘူးပြီးရင်သူ့30မိနစ်လောက်နှက်ထားပေးပါမယ်ပြီးသွားရင်တော့ဇလုံးတစ်လုံးထဲကိုစီတုပ်ပြီးတော့မှအဲ့ဒီကောင်းညင်းကိုဒါပြားလိုက်ပါမယ်เนาะပေါင်းဖို့အတွက်ပါအလဲရမကျက်မှာဆိုလို့ဒီချားလေးပြားလိုက်တယ်ပေါ့เนาะပြားပြီးတော့မှသူ့ကိုမိနစ်40အနည်းဆုံးပေါင်းပေးပါတယ်ပေါင်းလို့ရသွားပြီဆိုရင်တော့ဒီကောက်ညင်းတွေကိုအစိုးနဲ့ special ကောရတယ်ပေါ့နော်တအားကိုကတ်ပါတယ်စီထည့်ထားပေးမယ်တော့အားအပြည့်နဲ့ဆွဲပြီးတော့မှကိုပေးရပါတယ်တော်ရမှာခောက်ဖို့ထားတော့ထောင်းပြီးတော့မှဒါနေတဲ့ခါမှာပဲစီလေးနဲ့ဆန်းနန်းလေးဖြူပြီးတော့လုပ်တာပေါ့နော်အခုတော့ဒီမှာဒီဆက်မာလေးနဲ့ပဲစီကိုထည့်လိုက်ပါတယ်ဒီစီနဲ့လုံးဝတမတော့အောင်ခဏနေပြီးတဲ့ခါကျတော့ဒါတလုံးချင်းစီဒါရွယ်အစားကိုဇွန်းနယ်ပဲခွဲပြီးတော့မှစလုံးပါတယ်တအားပူပါတယ်ကြိုပြောတာပါအဲ့တော့နန်းလေးတစ်ခါထည့်ထားပါတယ်နော်နန်းထည့်ပြီးတော့မှလုံးပါတယ်လက်ကတော့လီရဲနေပါပြီလက်လေးတစ်ချက်စီထားပါတယ်နော်ပြီးတော့တလုံးချင်းစီလုံးပြီးတော့အောက်ကနန်းလေးခံပြီးတော့မှဒါတင်လိုက်တာမွေးတစ်ထုပ်ခွဲကို6လုံးရပါတယ်အလုံးကတော့တာမန်လုံးလေးပဲပေါ့နော်ပြီးတော့မှသူတို့နည်းနည်းလေးတော့ဖြီးပြလိုက်ပါတယ်သူအရန်ကြီးတော့ပြားရမျိုးတော့မဟုတ်ပြီမဲ့ပုံမှန်လေးပဲပေါ့နော်ပြီးတော့ပူတုံးကိုလည်းပဲတစ်လုံးဆွဲစားလိုက်ပါတယ်အရန်ကိုရတာရှိပါတယ်နော်ပဲစီအနံ့နဲ့နန်းနန်းလေးနဲ့ကိုမွေးပြီးတော့မှတအားပူလေးနဲ့စားလို့တအားကောင်းပါတယ်ပြီးတော့သူတညလောက်တိတ်ထားလိုက်ပါတယ်ကြော်စားခြင်းလို့ပါပြီးတော့စီထည့်ပြီးတော့မှဒါခဏလောက်ပဲကြော်ရပါပြီတစ်ဖက်ကို2မိနစ်စီလောက်ပဲပေါ့နော်2မိနစ်စီလောက်ဟိုလန်တီလန်လေးကြော်လိုက်ရင်ဒါခောက်ဖို့ကြော်လေးရတော့ပါပြီခင်းကျင်ဒီပန်ထရီပြော်လေးပဲဖြစ်ဖြစ်စီတိုဖူးလေးနဲ့ပဲဖြစ်ဖြစ်တူစားလို့ရပါတယ်ဒီမှာတော့တကြားနဲ့တူစားလိုက်ပါတယ်ပေါ့နော်နှစ်ခုလုံးနဲ့မစားဘဲနဲ့တကြားနဲ့စားလိုက်ပါတယ်ပေါ်ရန်လေးလည်းကျွတ်နေရပါပဲရောသူတို့မလွယ်တလွယ်နီးလန်းလေးပေါ့နော်လှုပ်ရှားကြည့်ပါဦး